Chunla Tauye Sanegenya Yenananga Uchimiyu Fusan Toya Yita Jauma Seja Punju Atima Dozi Tatibata Deyamu Juza Wamya Ato Vijare Deya Chikin Segau Vijato Yahan Yogi Damani Yogi Beku Bekuni Yoda Anutami Yogi Durozi and Pangoku Yaswapaya Oja Mimaro Vede In Goptada Nikema Lashide Teyadi Danaro Tondo Viroma Yogi Durozi and Pangoku Dhamatana Oja Mima Chibae In Goptada Nike Satoka Nipa Abhavama Lashiye Prathama Kalato Dudiya Kalato Dawo Nyama Nyamai Mechino A chain of Kova Erima A chain Lemugu Yasva Piaga Maima Tagabane Teyashu Wani Dade Yogi to address Alusia to a chain Lemugu Yasva Piashina Hojado Grebane Tadamo a chain Leva Nyatayalu Taya Council Namay Bibare Dudan to a chain Sura Dando Shivare A good Yashi Wani Jare Yogi Nyadre Look at the Achena Lebushi Edu Yazwa Yashina Mayma Bebe Shita Nando Yashi Wani Jare Yogi Nyadu He a chain Leo Matataya Any a chain Leo Riga Ariles Nambati Alodo Yashi Wani Jare Yogi Kandina Dhamma Tawana Thin Leore Thin Dore Ala the Chilima Tayana Jabia Taya Antoni Jare Yogi Duro Denri Suraga Nambati Achibia Manaro Kalina Dhamma Pakisa Yogi Roma Thin Leore Achib Kala Liboma Tayane Tebeko, Taya Adoli Yogi, Kuni Bine, Tamakan Sayane, Taya Spinwiki, Sure, a chain Ubia, Taya Adoli Yane, Yogi Uye, Lonan Sindico, Go Lomirari, Go Tiny Rari, Go Dwamira, Taya Sakan Winnie a chain, Taya Shuman a chain. They are not needed to take ma, eager to take young Roma, the Ria Chimo, Amaya in Usure, Kalina, Samasana, Mimi, Rotemuni, Soyo, Shimishi Sure, Yato, Totayame, a chain riva. Luguare, Yamla Jare, Ludari, a Binyan Shige. Tudari, say Gaunalong Shigare. Say Adamame, say Viva Nani, and again Yani, Council Gaja Vidoma, Yakulu, Buddha Tadanado, Ne Great Vidoma, Buddha Tadana, Longan Zingu, Nai Vidoma, Letri, Longan Chide, the Tibetan, the Ya, Ubadana, the Yashwadi, Tamata, Kwamyaji, to the Emma. Yazwa Yashina Mimi Yudea, Mimi and the Yaroye, and Yoyo Congo, Kanarema, Chit, young lady, Bonsure, Ubadana, the Yaza Kangu, Shumayame, a chain, Viva, Yahandori, the Gagamari, Alo, Buddha, Adawi, Alo, Yazwa Yashina, Majagava, mainly your chain, Ubadana, the Yaza Kangu. Atoba, Nata Yashina, a chain, you make Jaro Devare. Ako, the Yenanga, Jimmy, Fusan,
ကျောင်းလိုက်ကြီးထဲမှာဆင်ရင်ကျင်းပအားထုတ်နေကြတဲ့ယောဂီသူတော်စင်တွေအားလုံးကိုဒီအချိန်၄မျိုးနဲ့သတ်မှတ်ပြီးတော့မှတရားစခန်းကိုဖွင့်ပေးပါတယ်နံပါတ်1တရားနာရမယ့်အချိန်အခု6နာရီ9နာရီဓမ္မတရားဆွေးနွေးရမယ့်အချိန်မိနစ်8နာရီ10နာရီညနေ3နာရီကနေ4နာရီ5နာရီပေါ့ဒါဓမ္မတာကိစ္စတရားဆွေးနွေးရတဲ့အချိန်ပေါ့ဒီနေ့ကပုံသွားလိုက်တဲ့အခါမှာကိုတရားရှုမှတ်တာတရားနာတာတွေသီလဒိဋ္ဌာတွေရဲ့တိုးတက်မှုနဲ့ချုပ်ယုံမှုဆိုတဲ့ညအိခါလေးမှာသုံးသပ်ကြည့်လို့ဆိုရင်အာလိနသမ္မတနာပေါ့မိမိရဲ့တဏိတာကိုသုံးသပ်ကြည့်အရှုံးကများသလားအမြတ်ကများသလားအကျိုးမဲ့ကများသလားအကျိုးရှိကများသလားဆိုတဲ့သုံးသပ်ချက်ကလေးကနောက်ဆုံးတစ်ချိန်ဒါ9နာရီနောက်ပိုင်းမှာမိမိတို့တရားပြီးလို့အိခါလေးမှာသုံးသပ်လို့ရပါအခုတနေ့လုံးယောဂီတို့အိယာကထကြတဲ့အိတ်တဲ့အချိန်အထိပေါ့ကာလိနဝိပဿနာဆိုတဲ့ယတာယကမ္မထမ်းမရတယ်သင်္ကြန်ကမ္မထမ်းမရတယ်ထိုင်ကမ္မထမ်းမရတယ်လျောင်းအိတ်ဆက်အနာယူခြင်းနဲ့အထွေထွေဆိုတဲ့ဝိပဿနာတရားတွေကိုရှုမှတ်ပွားများအားထုတ်နေကြခြင်းဖြစ်ပါတယ်ဒါကိုပဲအချိန်လေးပါလို့အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်ဖြစ်အောင်လို့မြတ်စွာဘုရားရှင်ကဟောကြားတော်မူခဲ့ပါတယ်ဒီတရားနာခြင်းအချိန်တွေတရားဆွေးနွေးတဲ့အချိန်တွေကိုယ်ဘဝရဲ့တိုးတက်မှုနဲ့ဆုံးယုံမှုကိုသုံးသပ်တဲ့အချိန်တွေတရားရှုမှတ်ပွားများခြင်းဥပဒနာတရားအထုတ်ခြင်းဆိုတဲ့အချိန်တရားတွေကိုတဲ့မိမိကနေ့စဉ်နဲ့အမျှအချိန်လေးရတဲ့ရခိုက်မှာပွားများနေနေ့စဉ်နဲ့အမျှမိမိရဲ့တဏ္ဍာမှာမိမိရဲ့စိတ်ထဲမှာဖြစ်ပွားစေပဲဆိုလို့ရှိရင်ကာမဂုဏ်တရားပေါ်မှာလူလားနှစ်သက်တဲ့ကာမောဂဆိုတဲ့ကာမဂုဏ်ကြောင့်ဆင်းရဲတဲ့တရားတွေကတဖြည်းဖြည်းနဲ့ကုန်သွားမယ်လူဘဝနတ်ဘဝစသည်ဖြင့်ဘဝကိုတတ်နှစ်သက်တဲ့တဏှာတရားတွေပေါ့ဘဝကိုတတ်တဲ့လူတွေဘဝပြီးဆင်းရဲတွေဖြစ်လာမယ်အဲ့ဒီဆင်းရဲတွေနှစ်သက်ခြင်းနဲ့စိတ်ရှိပဲနဲ့တဖြည်းဖြည်းကုန်လာလိမ့်မယ်တရားလဲနာမယ်တရားလဲဆွေးနွေးမယ်အတူမိမိရဲ့ဘဝရဲ့တိုးတက်မှုနဲ့ဆုံးယုံမှုကိုပြန်လည်သုံးသပ်မယ်တရားမှတ်မယ်ဆိုလို့ရှိရင်အမြင်အယူတွေပေါ့လွဲမှားနေတာကိုအမြင်အယူမှန်စီတဲ့ဒိဋ္ဌာတဝဆိုတဲ့တရားတွေကုန်သွားလိမ့်မယ်နောက်ဆုံးတော့မသိနားမလည်တဲ့အသိပညာမဲ့နေတဲ့ပုဂ္ဂိုလ်ဟာအသိပညာတွေအများကြီးဖြစ်လာလိမ့်မယ်လို့အဲ့ဒီလိုဖြစ်ခြင်းကိုရောက်အောင်လည်းပဲပို့ပေးနိုင်တယ်လို့မြတ်စွာဘုရားရှင်ကမိန့်ပါတော်မူခဲ့ပါတယ်မြတ်စွာဘုရားရှင်ကဥပမာလေးနဲ့နားလည်အောင်ပြောပြထားတာရှိပါတယ်ထေကောင်းလေးကမိုးကြီးတောင်ပေါ်မှာရွာချလိုက်ပြီဆိုလို့ရှိရင်တောင်ပေါ်ကရေတွေဟာအောက်ကိုစီးကျအောက်ကိုစီးကျလာတော့တောင်ကြားတွေက6တီးရေပြည့်သွားတယ်တောင်ကြားတွေက6တီးရေပြည့်ပြီဆိုရင်ရေကရှမ်းလာတဲ့အခါကျတော့အပြင်မှာရှိနေတဲ့အိုင်ကြီးတွေပြည့်သွားတယ်ရေအိုင်ကြီးတွေရေအိုင်ကြီးတွေပြည့်သွားပြီဆိုရင်အဲ့ဒီကရှမ်းထွက်လာတဲ့ရေတွေကချောင်းငယ်လေးရာကြီးမြစ်ပေါ့လက်တီလို့ခေါ်တဲ့မြစ်ပေါ့ river ဒါတွေကနေမြစ်တရားတွေပြည့်သွားပြီဆိုရင်တော့ ocean လို့ခေါ်တဲ့သမုဒ္ဒရာရဲ့ကိုအားလုံးစီးဝင်ပြီးရောက်သွားကြပါတယ်ထို့အတူပါပဲတဲ့အခုတရားကျင့်ပွားနေကြတဲ့ယောဂီသူတော်စင်တွေအားလုံးဟာမြတ်စွာဘုရားရှင်ရဲ့တရားကိုနားလည်ရတဲ့ပိဿဝဂီ5ဦးဆိုတာကွန်တင်ညာရဲ့ဝပ္ပါရဲ့ပါတိယရဲ့အတ္တစီရဲ့မဟာနာရဲ့အတ္တစီရဲ့ဆိုတဲ့လူသားတွေက5ဦးဟာတရားနာပြီးတော့မှတရားတွေကျင့်ရိုးရိုးလူသားဘဝပေါ့ထူးခြားတဲ့သူတော်စင်ပေါ့ယဟန္တာဖြစ်ကိုရောက်သွားတယ်သစ္စာလေးပါးသိသွားတယ်ရိုးရိုးလူသားဘဝနဲ့မြင့်မြတ်တဲ့ဘဝအထက်တန်းကိုရောက်စေနိုင်တယ်ယဟန္တာအဖြစ်ကိုရရှိနိုင်တယ်တဲ့တရားနာမယ်တရားကိုဆွေးနွေးမယ်ဘဝရဲ့တိုးတက်မှုနဲ့ဆုံးယုံမှုကိုသုံးသပ်မယ်ဥပဒနာတရားကိုရှုပွားကြတယ်မှန်တယ်ဗျတဖြည်းဖြည်းနဲ့ကိလေသာကုန်ခန်းတဲ့အရိယာသူတော်စင်ဒီဘဝကိုရောက်ရှိနိုင်တယ်လို့မြတ်စွာဘုရားကမိန့်ပါတော်မူခဲ့ပါတယ်
လေဝိပဿနာဒီအချိန်၄ပါးထဲမှာဝိပဿနာရှုပွားတဲ့အချိန်ကိုစတင်ပြီးမှပြောပြပါမယ်တပောစဗျမစရိယစအရိယသစ္စာနာတတနာနိဗ္ဗာန်သစ္စိကရိယာစဧတံကလဗုဒ္ဓမံလို့လူသားတစ်ယောက်မှာတိုးတက်ကြီးပွားအောင်မြင်သူအထက်တန်းကြသူဖြစ်ခြင်းလို့ရှိရင်ဒီလိုမိမိတို့သီလတရားတွေကိုကျင့်ပြီးတော့မြင့်မြတ်တဲ့အရိယာတော်ကောင်းတွေကျင့်ပွားတဲ့ဥပဒနာတရားစခန်းကိုအချိန်ကြီးအမြတ်ဘုံအမူအရာจิตတိုင်းစိတ်အမူအရာจิตတိုင်းမှာရှုမှတ်ပွားများအထောက်ထားမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးလို့ခေါ်တဲ့ဒုက္ခရဲ့အကြောင်းတရားတွေအမျိုးစုံကိုသိလာမယ်ဒုက္ခဖြစ်လာတဲ့အကြောင်းတရားသမုဒယတရားကိုသိလာလိမ့်မယ်ပေါ်လာတဲ့သဘောတရားတွေကိုမှန်ရင်နဲ့တဖြည်းဖြည်းနဲ့ကုံဆုံးပြောက်ွယ်ပျက်စီးသွားတဲ့သဘောတရားသိသွားပြီဆိုလို့ရှိရင်လူချင်းမှုတွေဟာကုံဆုံးသွားတာကိုတွေ့လာလိမ့်မယ်လူချင်းမှုကုံဆုံးသွားရင်ဆင်းရဲတာရှိတော့ဘူးဆိုတဲ့ချုပ်ငြိမ်းမှုတရားဆိုတဲ့သစ္စာ၄ပါးကိုသိပြီးတော့မှငြိမ်းချမ်းတဲ့တရားကိုမျက်မှောက်ပြုနိုင်ပါတယ်တဲ့ဒါကြောင့်မို့တင့်လျော်တဲ့အချိန်လေးပြီးတဲ့သူတော်ကောင်းတွေတွေ့ကြတငယ်ချင်းကောင်းတွေတွေ့ကြသာသနာ့နဲ့တွေ့ကြမှာဝိပဿနာတရားကိုကြိုးစားအထောက်ကြပါလို့မြတ်စွာဘုရားရှင်ကမိန့်ကြားတော်မူခဲ့ပါတယ်ဝိပဿနာတရားအထောက်တယ်ဆိုတာမိမိရဲ့စိတ်နဲ့စိတ်ထားတွေမြင်မာဖို့ပါပဲတဲ့စိတ်ဉာဏ်များမြင်မာဖို့ရတယ်ဖြစ်ပွားစီလျက်အကြောင်းချက်တွေပါဖြစ်ပေါ်လာတဲ့အကြောင်းနဲ့အကျိုးကြောင့်ကိုဖြစ်ပေါ်လာတဲ့ယုတ်တရားရဲ့ဉာဏ်တရားတွေရဲ့မမြဲစင်းတဲ့ပုံစတွေတွေ့ပြီးလာပါတယ်မိမိရဲ့စိတ်ထဲမှာရှုမှတ်မှုအာယုန်နဲ့ရှုစိတ်ကလေးတွေသိလာပြီဆိုရင်အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့ဉာဏ်ပိုင်းတွေရောက်လာလို့ရှိရင်တဲ့မိမိရဲ့စိတ်ထဲမှာကြီးလင်းလာပါတယ်မိမိရဲ့ဘဝမှာတရားအထုတ်လာပြီဆိုလို့ရှိရင်အောက်ကျတဲ့လူသားရုပ်နေတဲ့လူသားမဖြစ်ပါဘူးတဲ့မြင့်မြတ်တဲ့လူသားဖြစ်ပါတယ်ဒါကြောင့်မို့မိမိမှာအထက်တန်းကိုတက်လန်းဖို့ရအတွက်ဥပဒနာတရားစခန်းဆိုတာကြိုးစားပြီးအထုတ်ရမယ်လို့ဘုန်းကြီးတို့ပဏိတာရမဆရာတော်ဘုရားကြီးကဒီလိုမြတ်စွာဘုရားဟောပြတဲ့တရားကိုလင်္ကာနဲ့စတင်ပြီးတော့မှပြုတ်ပြခဲ့ပါတယ်ပဏိတာရမဆရာတော်ဘုရားကြီးရဲ့ဆရာဖြစ်တဲ့ကြီးစုတော်ရှင်မဟာစီဆရာတော်ဘုရားကြီးကဝိပဿနာတရားရှုပွားဖို့ပြောပြခဲ့တဲ့တရားရှိပါတယ်ဝိပဿနာတရားရှုတယ်ဆိုတာယုတ်တရားကထင်ရှားပေါ်နေယုတ်တရားကိုရှုရတယ်အခုဒီမှာတော့ယုတ်တရားဆိုတာတော့ဝမ်းဘက်ကလေးမှာစိတ်ကနှာခေါင်းလေးရရှုသွင်းလိုက်တဲ့အခါမှာစိတ်ကလေးကပေါင်းတယ်လို့ဆိုရဲဝမ်းဘက်ကလေးကတစ်မျိုးပြောင်းတော့တောက်နေတင်းနေလို့တယ်ရွေ့သွားတယ်ဆိုရဲပေါ်နေတဲ့ထင်ရှားနေတဲ့အခိုက်ကလေးတွေမှာရှုမှတ်ရမယ်တဲ့ပေါ်တိုင်းမှာမပြတ်ဈာမပြတ်ပဲနဲ့ရှုမှတ်ရမယ်အဲ့ဒီလိုရှုမှတ်လိုက်လို့ရှိရင်ယုတ်တရားတွေကပေါ်လာပြီးလည်းပဲတင်းရာကနေရောရာကနေတင်းဆိုတော့ပြောင်းလဲနေတယ်ဒီတရားကိုမှရတဲ့စိတ်ကလေးရတဲ့အပြင်ကိုထွက်သွားတဲ့စိတ်ကူးတဲ့စဉ်းစားတဲ့ပေါင်းတဲ့ပိန်နဲ့ပြန်မှတ်ပြီးကုသိုလ်ပြုခြင်းနဲ့စိတ်မကောင်းမှုကိုပြုလုပ်ခြင်းနဲ့စိတ်ကိုပေါ်လာတာပါပဲတဲ့အဲကြောင့်မို့ယုတ်တရားဉာဏ်တရားတွေကပေါ်လိုက်ပြောင်းလိုက်ယုတ်တရားကမထင်ရှားဘူးဆိုရင်ဉာဏ်တရားဆိုတဲ့စိတ်ကထင်ရှားတယ်ဉာဏ်တရားဆိုတဲ့စိတ်မထင်ရှားယုတ်တရားကထင်ရှားတယ်အဲကြောင့်မို့ယုတ်တရားနဲ့ဉာဏ်တရားကအပေါ်အပြောက်ပြီးတော့အကြောင်းအကျိုးကိုသိလာတယ်ဒါကြောင့်မို့ဒါတွေဟာပေါ်လိုက်ပြောင်းလိုက်ဖြစ်လိုက်ပြက်လိုက်ဆိုတော့မမြဲဘူးနာရာတွေကတတိပိနဲ့တူတူလာတော့ဆင်းရဲတယ်ကိုဖြစ်ချင်တဲ့အတိုင်းဆင်းရဲတဲ့ဝေဒနာကြီးပျောက်ပါစေနဲ့မပျောက်ဘူးသူ့ချိန်တန်မှပျောက်သွားတယ်ဆိုတဲ့ကိုအစိုးမရဘူးသူ့အလိုလိုဖြစ်တယ်ဆိုတဲ့သဘောတရားကိုသိတယ်အဲ့ဒီသဘောတရားတွေကိုသိမှတ်သွားမှနောက်ဆုံးမှကိုယ့်ရဲ့စိတ်ကိုရောချမ်းသာတဲ့ငြိမ်းချမ်းမှုတရားဆိုတာရမယ်တဲ့ဒါကြောင့်မို့ကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးကပေါ်တိုင်းမပြတ်ရှုမှတ်နေလေယုတ်နာနှမျိုးအကြောင်းကျိုးသိပြီးမမြဲစင်းရဲ့ဉာဏ်တဲ့ပေါ်လေအနတ္တသိရနိုင်ပါပြီလို့ယောဂီတို့ချမ်းသာရကြည်တော့ဆ
င်းရဲနေအရင်ပြရပါတယ်ဝိပဿနာဆိုတဲ့တရားကတော့မိမိရဲ့ရုပ်တရားတွေနံတရားတွေဟာကောင်းလိုက်ဆိုးလိုက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်လိုက်ပြက်လိုက်နေဆိုတဲ့သဘောတရားတွေကိုတဲ့တတိထားပြီးရှုမှတ်နေလို့ရှိရင်ထူးထူးခြားခြားဖြစ်ပေါ်လာတဲ့သဘောတရားတွေမြင်တွေ့ရတဲ့အသိဉာဏ်ရဖို့အတွက်ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ဘာရှုရမလဲဆိုတော့ဝိပဿနာဉာဏ်ဆိုတာဘယ်ဟာရှုရဖြစ်တဲ့နည်းလို့မာစီဆရာတော်ဘုရားကြီးကဘုရားဟောတဲ့ဘုရားဒေသနာတော်ကိုမေးလိုက်တဲ့အခါကျတော့ဘုန်းကြီးတို့ဒီယောဂီတို့အားလုံးဆွဲလန်းနေတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုတတိထားပြီးကြည့်ရပါတယ်တဲ့ဆွဲလန်းနိုင်တဲ့ခန္ဓာကရူပခန္ဓာရုပ်တရားရုပ်တရားတွေပုံမှာအထီးအမြင်လွဲမှားပြီးတော့မှတာယာမြင့်တဲ့တရားခံစားတဲ့ဝိရနဲ့ခန္ဓာခန္ဓာတွေကိုမှတ်သားတဲ့သိဉ္ဇခန္ဓာဒါတွေကိုခံစားခြင်းနဲ့လို့စိတ်ဆိုတိုက်တွန်းတတ်တဲ့သင်္ခါရဆိုတဲ့တရားတွေရှိပါတယ်ပြုပြီးပြောင်းလဲမှုပေါ့စိတ်ဆိုတိုက်တွန်းတတ်တဲ့တရားတွေကြောင့်ဒီခံစားမှုတွေဆိုတာဖြစ်ရတယ်အဲ့ဒီပေါ်မှာဒါကကောင်းနေဆိုးတယ်လို့ပြီးတဲ့ဝိညာဉ်လို့ခေါ်တဲ့နံတရားနာခန္ဓာ၄ပါးနဲ့ယုတ်ခန္ဓာတစ်ပါးဒီခန္ဓာ၅ပါးရဲ့ဖြစ်တိုင်းဖြစ်တိုင်းကိုရှုရပါတယ်လို့မာစီဆရာတော်ဘုရားကြီးကမိန့်ကြားတော်မူခဲ့ပါတယ်။ဒါကြောင့်မို့မိမိရဲ့ခန္ဓာကိုယ်ကြီးမှာရှုမှတ်နေရတယ်လေဆိုတော့အစွဲအလန်းနဲ့ဖြစ်ဖို့ရအတွက်ပေါ်တဲ့အခိုက်ကလေးတွေမှာထင်ရှားတဲ့အခိုက်ကလေးတွေမှာပေါ့ကိုယောဂီတို့အားလုံးနှာခေါင်းလေးလေးရှုလိုက်တဲ့အခါမှာဖောင်းနေလို့ဆိုတဲ့ဝမ်းမိုက်ကလေးကိုစိတ်ကလေးကကတော့တောင်းနေတင်းနေလှုပ်တယ်ရွေးတယ်ကြက်တယ်ကြီးတယ်လို့သိနေလို့ရှိရင်တဲ့သူတစ်ပါးပေါ်မှာဆွဲလန်းနေတဲ့မှုမရှိဘူးအဲ့ဒါလေးကိုရှုမမှတ်တဲ့အတွက်ကြောင့်တခြားပုဂ္ဂိုလ်တွေပေါ်မှာမြင့်တဲ့တရားဆွဲလန်းပြီးတော့မှလူတွေဟာပင်ပန်းဆင်းရဲတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်ဒါကြောင့်မို့အဆွဲအလန်းကြီးကင်းဖို့ရတဲ့ဥပဒနာတရားဆိုတာရှုမှတ်ရပါတယ်မိမိရဲ့ယုတ်တရားရဲ့ဖြစ်ခိုင်စိတ်ဆိုတဲ့ဉာဏ်ကြီးပြီးတော့တဲ့အခက်ကလေးတွေမှာရှုမှတ်မှုမရှိတဲ့ပုဂ္ဂိုလ်ဟာတခြားပုဂ္ဂိုလ်တွေပေါ်မှာလူကျင်တတ်တဲ့လူတွေဖြစ်တဲ့လူကျင်နာကိုမရရင်စိတ်ကြီးဆိုးတယ်စိတ်ဆိုးတော့သူတော်ဘာကိုသိစေခြင်းနဲ့ဒေါသတရားတွေဖြစ်စည်းလို့တဲ့ဒါဘာရတရားတွေဟာကြမ်းထမ်းလာတဲ့အတွက်ကြောင့်မိမိမိဒီလိုပါဝိပဿနာတရားမရှိမှပွားများတဲ့အတွက်မိမိရဲ့ကိုယ်အမှုရာဖြစ်တိုင်းမှာအမှတ်တဲ့အတွက်မိမိရောလူတော်ဘာကိုဆင်းရဲဒုက္ခရောက်ရှိနေကြတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရှင်ကတတိပဋ္ဌာန်သုတ်တံဒေသနာတော်မှာကာယဝိပဿနာဆိုတဲ့ကိုယ်အမှုရာဖြစ်တိုင်းမှာအစွာတိယဤဆိုတော့ခြေလေးလန်းတော့ဘယ်လန်းတော့ဘယ်လန်းနဲ့စိတ်ကချိန်မှာတော့ရှိဖို့လိုသွားတယ်လေးလေးလေးတိုးတယ်ပေါ့ပေါ့လေးတိုးတယ်ညံ့ညံ့တိုးတယ်စိတ်ဆိုရင်တထက်ထဲကြတယ်ဆိုရင်ဘယ်သူမှစိတ်မဝင်စားတဲ့အတွက်ကြောင့်အစွဲအလန်းဆိုတာဖြစ်တော့အစွဲအလန်းဆိုတာတဏှာနေတဲ့တာယာမှုကိုခေါ်ပါတယ်ဒါကိုလောဘလို့ခေါ်ပါတယ်အဲ့ဒီလောဘဆိုတဲ့အကြောင်းတရားကြောင့်သူ့ပေါ်မှာမိမိတို့မြင့်တဲ့ဉာဏ်မျိုးရဲ့စိတ်တွေကြောင့်မရမနေကြိုးစားပင်ပန်းနေဆိုတဲ့ဆင်းရဲဖြစ်လာတယ်ဒါဟာဒုက္ခသစ္စာတရားတွေပဲဘာကြောင့်မို့လဲဆိုတော့တရားမရှိမှတဲ့အတွက်ဆင်းရဲဆိုတာကြုံပြရတာပဲယောဂီတို့အားလုံးပေါ့တရားစကားဝင်ပြီးဆိုရင်ဣရိယာပု၄ပါးထဲမှာပေါ့ဉာဏ်ရင်လည်းရတယ်တွားရင်လည်းတွားတယ်ထိုင်လည်းထိုင်တယ်အိပ်ရင်လည်းအိပ်တယ်ဒုဆိုင်ရင်လည်းဆန့်တယ်လက်ချေဆန့်တာအစာမှတ်နေတဲ့အခါကျတော့တဲ့မိမိရဲ့မှတ်လိုက်တဲ့အမူအရာတွေမှာကောင်းတာတင်းတာကောင်းတာဆိုတာသဘောကျတာတွေသိလိုက်တဲ့အခါကျတော့မိမိရဲ့စိတ်ကတခြားအာရုံမရောက်တော့သူတစ်ပါးပေါ်မှာလူချင်းလို့မရလို့ဖြစ်စည်းလို့တဲ့စိတ်ရှိတော့စိတ်ကြမ်းနေရှိတော့စိတ်ယုံမာနေရှိတော့ညစ်ပတ်တဲ့စိတ်တွေရှိတော့အဲ့ဒါဆိုတော့မိမိရဲ့တဏ္ဍာမှာသဘာဝတရားဆိုတဲ့ပထဝီမြေဓာတ်တွေထင်ရှားတယ်ဒေဇောအပူအေးမြေဓာတ်ဆိုတာတော့အကျမ်းနဲ့အနုတွေဟောတဲ့ဒေဇောဆိုတဲ့အပူအေးတွေထင်ရှား
ရှားလာတယ်ဝါရောဆိုတဲ့လောကလုံးရှားနေတဲ့သဘောတရားလေးတွေထင်ရှားလာတယ်အာဝါဆိုတဲ့မိမိကံတန်တာမှာဟောလေးတာကိုစိတ်ဓာတ်ကိုကတ်တာကိုထင်ရှားနေတဲ့အခါကျတော့ယောက်ျားလေးမိန်းမလေးပုဂ္ဂိုလ်တ attva တွေဆိုတာမရှိတော့အစွဲအလန်းမရှိတော့အဲ့ဒါကိုပေါ်တိုင်းကပွားများအထုတ်တယ်ဆိုတာကိုဒါမေခါခေါ်ပါတယ်မေခါသစ္စာဆိုတာပွားများအထုတ်ရတယ်ပွားများအထုတ်လို့အာယုဝဲမစိတ်ကြိုက်လာလို့ဆိုရင်တခြားအယုံမှာစိတ်ဝင်စားမှုမရှိတဲ့အခါကျတော့ဆင်းရဲချုပ်ငြိမ်းသွားတယ်ပေါ့လောဘတဏှာမရှိတော့ဘူးမရှိတဲ့အခါကျတော့និရောဓဆိုတာကဆင်းရဲချုပ်ငြိမ်းသွားတဲ့အခါကျတော့ဒီတရားလေးမှလိုက်ဒီတရားလေးကိုခံစားလိုက်ဝန္တာလိုက်ကြည်လိုက်ဝန္တာလေးကြောက်သွားလိုက်ဆင်းရဲတာလေးကြောက်သွားလိုက်ဝန္တာမှုချမ်းသာမှုဖြစ်လာလိုက်ဆိုတဲ့ငြိမ်းချမ်းတဲ့တရားတွေမှာပဲအာရုံပြုမိရတဲ့အတွက်မိမိရဲ့စိတ်တွေကတန်ရှင်းကြည်လင်ရတဲ့အာရုံလေးတွေနဲ့ညရတယ်ပေါ့ပါဖြစ်လာပါတယ်။ဒါကြောင့်မို့အစွဲအလန်းကြီးကင်းပြောက်သွားတယ်ဆိုတဲ့တရားတွေခံစားရလို့ဆိုရင်မဲ့ညာကိုဉာဏ်ဆိုတဲ့ငြိမ်းချမ်းတဲ့ဒုက္ခလောကုတ္တရာတရားကိုပါရရှိခံစားဆန္ဒနိုင်ပါတယ်လို့ကြည်ကြည်လို့ရှိရင်မာဇီဆရာတော်ဘုရားကြီးကဘုရားဟောပြတဲ့တရားဒေသနာတော်ဥပဒနာရှုပြီးမူတည်အကျဉ်းချုပ်နေနဲ့ဟောပြရပါတယ်။ဒါကြောင့်ယောဂီတို့အားလုံးဒီအချိန်လေးပါးကတရားနာရဆိုရင်ဘဝမှာတိုးတက်ပါတယ်။တရားနာရင်ဆုပ်ယုပ်ပါတယ်။တရားအထုတ်ပြီးသားလေးကိုဆွေးနွေးရင်တိုးတက်ပါတယ်။မဆွေးနွေးဘူးဆိုရင်မိမိမှာဆုပ်ယုပ်ပါတယ်။မိမိရဲ့ဘဝရဲ့တိုးတက်မှုနဲ့ဆုပ်ယုပ်မှုကိုတုံ့တက်ပြီးတော့မှကြိုးစားတဲ့ပုဂ္ဂိုလ်ဟာဘဝမှာတိုးတက်ပါတယ်။ဥပဒနာတရားပွားများအထုတ်တဲ့ငါတရားမှတ်ဘူးပြီးတရားအထုတ်ပြီးတရားနာပြီးလို့မိမိရဲ့အကျင့်လေးရှိပြီးမိမိရဲ့စိတ်ကဖြစ်အောင်ကြိုးစားပါဒါကိုဘာဝနာပွားများခြင်းဖြစ်စေခြင်းခဏပြီးတော့မရပါဘူးထပ်ခါအကျင့်များစွာပွားများလို့ရှိရင်ဘဝမှာတိုးတက်ပါတယ်ဒါကြောင့်မို့အချိန်လေးကိုပြီးလို့တရားနာတဲ့အချိန်ကိုပြီးနိုင်ကြပါစေတရားဆွေးနွေးတဲ့အချိန်လေးကိုလည်းပြီးနိုင်ကြပါစေမိမိရဲ့ဘဝရဲ့တိုးတက်မှုကိုသုံးသပ်တတ်တဲ့အသိဉာဏ်လည်းရှိကြပါစေဖြစ်နိုင်ကြပါစေအခုလိုသူတော်ကောင်းဆရာသမားတွေကတည်ထောင်ခဲ့တဲ့ဘောဓိထူဆန်းတော့ရည်တာထောင်ထဲမှာလာရောက်တော့မှအားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေလူဒန်းကြတဲ့ပုဂ္ဂိုလ်တွေဝိယဝိသပြုလို့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေအားလုံးပါအချိန်ကိုပြည့်တတ်တဲ့လူသားတရားဖြစ်တဲ့ကြောင့်တိုးတက်အောင်မြင်ကြတဲ့မင်္ဂလာရှိသောညချမ်းမှာမင်္ဂလာတရားများတို့ပြီးတော့မှမေတ္တရားကုတရားနိဗ္ဗာန်တရားကိုဝယ်လိမ့်မယ်လို့ရည်နိုင်ကြပါစေလို့ပြောကြရင်ဒီညတဏှာကြီးကိုဒီညမှာဆုံးသတ်ကြပါလို့အားလုံးကိုစိတ်နဲ့ပြကျမ်းမှာချမ်းသာဘေးရန်ကွာလို့တရားဓမ္မရရှိခံစား